အကျော်ဖမအခုအခါတော်ဆိုင်မှုတော့ဟောပါနှိုက်လာနဲ့ဆိုရင်နှိုက်ဆက်လေးလားနှိုက်နဲ့ဆိုရင်နှစ်ရှိပါတယ်စိတ်မမရှိဆိုရင်ဆက်ရှင်နဲ့ကနာ25နဲ့အထိအကျုံးဝင်ပြီးယောက်ျားရှိဆိုရင်ဆက်ရှင်နဲ့ကနာ45နဲ့အထိအကျုံးဝင်လို့ပြရပါတယ်တပိကဲကင်းလုံးခွင့်နဲ့ရှုဆိုင်ခွင့်လည်းရှိပါတယ်ကင်းလုံးခွင့်ပါဆိုရင်တာသနာဝန်ထမ်းတွေအာရခတက်တော်ကနေပြီးတော့စီလက်မရထားရဲ့စိတ်မနဲ့ရလို့ဒီကိုဝင်ဆောင်ပြီးတပိကဲနှစ်နှစ်အရှင်မိခင်ဒီအရှင်မှုပြစားမိခင်ဒီလည်းတောင်းမထမ်းဆောင်ပါကင်းလုံးခွင့်ရပါတယ်အမေကိုလည်းအင်္ဂါမတန်ဆွမ်းတဲ့လူတွေလည်းတော့ကင်းလက်ခွင့်ရတယ်လို့ပြရပါတယ်ရွှေဆိုင်ဝင်လည်းဟိပါတယ်ရွှေဆိုင်ဝင်မှာတော့အာရခပြည်သူအစိုးရကနေပြီးတော့တောင်းဝန်ပေးထားရဲ့ဌာနဆိုင်ရာတွေမှာလုပ်နေတယ်ဒါဒီမြို့ဝဖောက်တွေကိုလုပ်ကြဖို့မြို့ဝဖောက်တွေကိုလုပ်ကြဖို့အတွက်လူမရှိတဲ့လူတွေမှာလည်းတော့ရာရီရွှေဆိုင်ခွင့်ရပါတယ်မြို့ရဲ့စစ်ပြထားတဲ့လူတွေမှာလည်းရာရီရွှေဆိုင်ခွင့်ပြီးအခုလာမှာစိတ်မခံဖို့အတွက်အရိပေါ်ပြထန်းချက်အတွက်ကိုတောင်းဝန်ထမ်းဆောင်နိုင်ရဲ့ယောဂါရှိတဲ့လူတွေလည်းရာရီရွှေဆိုင်ခွင့်ရလို့အကျဉ်းပြထားပါတယ်အကျော်ဘက်မှာဆိုင်မှုထဥပဒေဆိုင်မှုထအရိပေါ်ပြထန်းချက်ကိုစီယဝေးပူချဆင်းပြီးတော့ထိန်းထားရတဲ့အတွက်ဇာတိပြည်လာမှုအချိန်မရွေးလာဖို့ခွင့်တောင်းဆိုင်မှုထဥပဒေတော့တောင်းဖို့အဆင်သင့်နေပါတယ်ဥပဒေထုတ်လိုက်တဲ့ရွေးရှင်နဲ့ပဲကိုရခိုင်သားတွေကလည်းတောင်းဝန်ထမ်းဆောင်ရှင်တဲ့စိတ်တွေထွက်ပေါ်လာတာပေါ့ဒါပြလို့ဆိုရခိုင်တရားကရခိုင်ပြည်မှာနေရခိုင်ပြည်ကိုတောက်ပြီးတော့ရခိုင်ပြည်ရဲ့တောင်းကိုထမ်းဖို့တင်လို့ထင်ပါတယ်အခုချိန်မှာဆိုလို့ရှိရင်တိုက်ပွဲတိုင်းကတော့မပြီးသေးပါဘူးမြို့တွေမှာလည်းတော့အခြားမြို့တွေလည်းတိုက်ပွဲမှာတိုက်ရဖို့ကြံပါသေးရဲ့ရဲတိုက်ပွဲတွေဆင်းတိုင်းနေလုံးမှာပဲအကျောင်းစာဒါဆိုလီချောင်းရဲ့အနေကိုလည်းကြောက်ရတယ်လက်နဲ့ကြီးရဲ့အနေကိုလည်းကြောက်ရပါများအတူတူရဲ့လီချောင်းနဲ့တိုက်ဟောအိမ်တိုင်းခံနေပါဖို့လားကိုကနေပြီးတော့ကိုတောင်းကိုရခိုင်ပြည်အတွက်ကိုလူမျိုးရဲ့အတွက်ကိုအားပြဖို့လားဆိုရင်အကျန်းစိတ်အနေနဲ့ပြောမှုဆိုရင်အကျန်းကတော့တောင်းဝန်ထမ်းဆောင်ပါပေါ့တောင်းဝန်ထမ်းဆောင်တင်ရလို့သုံးသပ်မိပါဆိုင်မှုကပါဆိုအကျန်းကိုခွင့်အကျန်းအခုရှိရင်ခွင့်အခုရှိရင်လိုက်ဖို့ဆန္ဒရှိပါတယ်ဒါနေရာမှာဆိုရခိုင်သားနိုင်စက်မှုကဥပဒေလိုက်တော့ဒီကူတာတောင်းဝန်ထမ်းဆောင်တင်ရလက်ခံတင်ရလို့